ကဲဆိုအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Asian Game ဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုမှာဆိုတော့ Roblox ထဲမှာရှင်နောက်အောက်ဆို game ကိုဆော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပွဲတောင်းရဆို intro ဝင်လိုက်တယ်ဆိုတော့နောက်အောက်ဆို game က Roblox ထဲမှာကတော့လူဆော့တော်လေးများ2သိန်းနီးပါးလောက်ကိုရှိရပေါ့နော်ဆိုတော့ဒီ game ကိုကျွန်တော်ဆော့ပါဖြစ်ပါတယ်ဆိုတော့ video ဆက်ကြလိုက် let's go ဆိုတော့ဒီဘက်ကိုပြီးအောင်ဆော့မှာဖြစ်ပါတယ်ဆိုတော့ဖြစ်ခင်မှာကျွန်တော်ဘကွာလေးရင်ခေါင်းလိုက်ပါအောင်ပါခင်ဗျာ oh shit ကျွန်တော်ဒီ game မှာတစ်ခါတော့နာဆော့ကြအောင်ပါဗျာဒီလားတစ်ခါမှမနိုင်ဘူးအဲကျွန်တော်အမှန်တရားကိုပြောပါအမှန်တရားတတိယတော့မှတတိယတော့ရဘူးလားတတိယခါရဘူးတတိယဆိုဒီအစ်နဲ့တက်မပေးရဲဆိုတော့ကျွန်တော်တတိယရပါပါနော်တတိယဒုတိယနှစ်ခါရဘူးပါတယ်ခင်ဗျာဆိုအဲ့လိုဖြစ်တဲ့အချိန်မှာကျွန်တော်ဘယ်မှာပေါ်လဲမသိဘူးပေါ့နော် okay what the fucking go man ကျွန်တော်မှာ skin လေးဒီမှာရှိပါလေကျွန်တော်ဒီကောင်လေးကင်ထားတယ်ဗျာတူသိမ်းတူသိမ်းကောင်းမှာတူသိမ်းရမြင်နေရတယ်လို့ this fucking shit man တော့ရပါ FFA လေးကြားလို့ဟုတ်လားမသိ FFA လားမသိgame starting in 1 second ငါ line ပြောက်သွားလားအော်မဟုတ်ဘူး sorry ရှော့အရှိန်အောင်မြင့်ကျုံးမှာဖြစ်ပါလေကျွန်တော်ရှေ့ရလူကို oh shit နေထသွားပြီrainbow လေးလူချင်တာrainbow လေးလူချင် skin လေးဒီလား okay စားလိုက်ပါတော့မင်းနေရာကိုကြိုတိနာလားခွဲတေးဝိုက်ဟာစောလာချင်းဘာမှမစောသေးပါဘူးတေးဝါပါလေခင်ဗျာ okay စောရန်ကုန်မဟုတ်ပါမဲ့ကောင်းပါလေသူကလည်းသူကတော့စိုးပါဘူးလို့ပဲပြောမှာနော်ဒါပေမဲ့နိုင်မုံကတော့အရင်ခက်ခဲပါတယ် game starting ဆိုစနငါပဲ FFA FFA ဘာပဲကနေနေလူရောင်အဲ့ဒါရမတရားဆိုတာတာယူရသည်လား yep oh shit ဘာပဲကြီးနေဘာလဲဆိုဘာပဲကမ်းမဟုတ်မားလို့မားပြောဘာပဲတွေပြောတာဘာပဲ oh my god မင်းပါဘလောက်တော့ရငါပါ5နဲ့ရှာပဲရုံထကြုံမယ်စားပါခင်ဗျာကျွန်တော်လေးကြုံပါဦးပေါ်5လောက်နဲ့ကြုံပါshit man ငါ့ကိုလာကြုံတာတဲ့အဘဲဘငါထကြုံလိုက်မယ်ရလားနှစ်ယောက်ဝဲကျင်တော့နော်ညဝဲကျင်တော့ငါဝဲပြီးလိုက်မယ်ရလူရောင်ကြီးနှကောင်လို့မြတ်တော့ကျွန်တော်ဟိုးဘက်ကိုထပ်ပြီးကောင်းမယ် yep တူပါပဲ oh shit man ကျွန်တော်အဘဲလေးကိုကျွန်တော်တိုက်ချင်တယ်တိုက်လိုက်ရမှာ brother တိုက်လိုက်မယ်နော် short လည်းနိုင်ရောဟုတ်တယ်အကုန်သုံးမှာကွာ power တန်းလာအေးရောက်ငါပြုတ်ကြမှာလို့အေးရောက်ရေငါပြုတ်ကြတာပါလို့ဘိုင်းမအောင်ဆိုတော့ဒီကနေ့ဗီဒီယိုလောက်ပေါ့ဆောင်းလေးရှိုးပြလို့တော့ချက်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် channel လေး like subscribe မလုပ်ရသေး like subscribe လုပ်ခဲ့ဖို့တောင်းဆိုကြပါမယ်ပြီးဆိုအချိန်များလို့ကျွန်တော်ဗီဒီယိုနဲ့တူပါတယ်ခင်ဗျာ